လောက်ပဲမကလာပါရှင်နဲ့ပိတ်ကနေကြဆိုပါတဲ့ရှင်ဒီတစ်ခါကျတော့ဆိုင်မာဝက်စားနေကြရတာလေးတိုင်းအနက်လေးတိတ်ပေါ့နော်စားလေးခွေအကျော်နေလေးကြော်ပြမယ်ပေါ့နော်ဒီကြော်နေလေးကကျတော့ကိုချစိတ်လည်းအရန်တက်တာတယ်ပေါ့နော်ပြီးရင်တော့စားလို့လည်းအရန်ကောက်တာမို့နဲ့ဘယ်လိုလုပ်လဲဆိုတာနဲ့ဗီဒီယိုဖိုင်ကိုဆော့ထည့်လေးကြည့်ပေးကြပါအောင်နော်ဒါကြတော့နှစ်တုပ်ပြထားတဲ့အမွှေးစိမ့်မုတ်လေးပေါ့နော်ဒီမွှေးအစိမ့်မုတ်ထုပ်လေးကိုတော့တထုပ်စာတုပ်ပြထားတယ်ပေါ့နော်ဒီတထုပ်ဆိုရင်တော့အများကြီးစားရတယ်ပေါ့နော်ကြော်လိုက်လို့ရှိရင်ပြီးတော့နှစ်ကမောနှစ်လေးတွေခဲနေတာမို့လို့နည်းနည်းလေးခြေထားပေးလိုက်တယ်ပေါ့နော်ဒါကြတော့ပြောင်းကုံမိုးလေးပေါ့နော်ပြောင်းကုံမိုးကိုတော့ထမင်းစားဆုံးတဆုံစာထပ်ပေးလိုက်ပါတယ်ရှင်ပြီးရင်တော့အားလုံးကိုတမတ်တော့အောင်မှွေပြီးတော့စကားလေးနဲ့လာစိတ်ချထားပေးလိုက်မယ်ပေါ့နော်ခုလိုမျိုးလေးစကားလေးနဲ့ဆက်လိုက်လို့ရှိရင်တော့မောအနှင်းရလို့ရှိရင်ချောချောလေးနဲ့ရအောင်လို့နှင်းကစကားလေးနဲ့ဆက်ပေးဖြစ်တာပေါ့နော်တကယ်လို့ဒီနေရာမှာစကားမရှိရင်လည်းမဆက်လဲရပါတယ်ရှင်ပြီးရင်တော့ရပါအနေနဲ့စားနေငယ်ဆွနေမုံနေငယ်အသားမုံနေငယ်ထပ်ပေးပြီးတော့အားလုံးတမတ်တော့အောင်မှွေပေးလိုက်တယ်ပေါ့နော်မွေသားပေးလိုက်လို့အားလုံးကမှတော့ပြီဆိုရင်တော့ရေကိုနည်းနည်းချစ်စီထည့်ပြီးတော့ခက်ပြစ်ပြစ်လေးဖြစ်လာတဲ့ခြေထိမှုသွားပေးရပါမယ်မွေသားပေးလိုက်လို့မောနှင်းလေးကခုလိုမျိုးလေးဆိုရင်တော့ရပြီပေါ့နော်ဒါဆိုရင်တော့ကိုဆင်ပြေတဲ့အိတ်လေးထက်ကိုထည့်ပေးလိုက်ပါတယ်မောနှင်းရည်လေးကိုပေါ့နော်နှင်းလဲအိမ်မှာရှိတဲ့ဟာလေးနဲ့ဆင်ပြေတယ်လို့မျိုးလေးထည့်ထားဖြစ်တယ်ပေါ့နော်ပြီးရင်တော့မောနှင်းလေးထည့်ထားတဲ့အိတ်လေးကိုခတ်တီတီလေးချီထားပေးလိုက်ပဲပေါ့နော်တခုခုနဲ့ခုလိုမျိုးလေးအိတ်လေးကခတ်တီလေးဖြစ်ပြီးဆိုရင်တော့နှင်းကတယူကွင်းလေးနဲ့ချီထားလိုက်တယ်ပေါ့နော်ပြီးရင်တော့အိတ်လေးကိုပေါက်တီလေးဖောက်ပေးလိုက်ပါမယ်ရှင်ဒါဆိုရင်တော့စားကြော်မယ်ပေါ့နော်အရင်အုပ်ဆိုးကြော်မဲ့စီအိုလေးထဲကိုဘေကီဆိုဒါမို့နည်းငယ်ကိုထည့်ကြော်ပေးလိုက်ပါတယ်ရှင်ဒါကြတော့မိုးကြော်တဲ့ခြေကြရင်မပေါက်ထွက်ရအောင်ပေါ့နော်စီပြီးရင်တော့ပေါက်တီလေးဖောက်ထားတဲ့မုံနှင်းရီလေးကိုခုလိုမျိုးလေးဝိုင်းလေးတွေညှစ်ထည့်ထားပေးလိုက်တယ်ပေါ့နော်ဒီနေရာမှာဝိုင်းကျဲဝိုင်းသေးရကြတော့ကိုစိတ်ကျဲပေါ့နော်နှင်းရကြတော့ပုံမှန်ဝိုင်းလေးတွေပဲလုပ်ထားပေးဖြစ်တယ်ရှင်ခုလိုမျိုးလေးမိုးကြော်တဲ့ချိန်မှာလည်းမီးကိုဖြည်းဖြည်းလေးပဲဖွင့်ထားပေးရမယ်ပေါ့နော်ပြီးရင်တော့တစ်ဖက်ကျက်ပြီးဆိုရင်တော့နောက်တစ်ဖက်ကိုလှန်ပြီးတော့ပြန်ကြော်ထားပေးလိုက်ပါမယ်ဒါဆိုရင်တော့ကြံရှိနေသေးတဲ့မုံနှင်းလေးကိုလည်းခုလိုမျိုးလေးပဲကြော်ထားပေးလိုက်ပါမယ်ရှင်ဒီမုတ်လုံးလေးလေးကအရန်လွယ်ကူတယ်ပေါ့နော်ပြီးရင်စားလို့လည်းအရန်ကောင်းတယ်ရှင်ပြီးရင်တော့ဒီမုတ်လေးကိုအေးခတ်ပြီးရင်တော့သူ့ကိုဘူးလေးနဲ့တိတ်ထားမယ်ဆိုရင်တာရှည်လဲထားလို့ရတယ်ပေါ့နော်ပြီးရင်တော့ဒီမုတ်လေးကိုမုတ်လက်တုပ်လေးနဲ့တွဲစားလို့ရှိရင်လည်းပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်သူ့ရတာလေးကကြတော့ဆက်စိတ်လေးနဲ့အနက်မှုမွေးလေးနဲ့နေတယ်ပေါ့နော်ဒီနေရာမှာနှင်းရကြတော့နှစ်ခုပဲကြော်ပြထားတယ်ပေါ့နော်ခုဆိုရင်တော့နှင်းရဲ့စားလေးခွေကြော်လေးကတော့စားဖို့ဆက်တဲ့ဖြစ်နေပြီပေါ့နော်အနက်လေးလည်းမှုေးနေရောပဲရှင်းစားချစ်စရာလေးပေါ့နော်ဒါဆိုရင်တော့ဒီနေ့တော့ဒီလောက်လေးပါပဲရှင်။နောက်ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးများတင်ပါတယ်ရှင်။နောက်ပိတ်ကိုလည်း like follow လေးလုပ်ပေးကြပါအောင်ရှင်။အားလုံးပဲတတ်တာ